တကယ်လို့များမေတ္တာစိတ်နဲ့အိယာဝင်ပြီးလူရောအလွမ်းမှာနိုးတဲ့နက်နက်ခင်းနေမှာတကယ်လို့များမင်းနဲ့ကိုသာနိုဝင်ဘာရဲ့ဆောင်းရာသီပကံမြို့ဟောင်းမှာအတူရှိကြမယ်ဆိုပါစို့မနက်၄နာရီခွဲမင်းအခန်းတကားကိုခောက်မယ်။ဘာကြောင့်အစောကြီးနှိုးလဲအပူပေးထားတဲ့ချောကလက်လိုစူပုတ်မွေးမြိတ်မင်းရန်တွေ့တဲ့အခါ9နာရီခွဲဘောလုံးလွတ်ချိန်မိဖို့အခုတည်းကထားရမယ့်အကြောင်းအစောဆုံးထားမှနှင်းချုံတဲ့ဖျားရီအလားမြင်ရမှာဖြစ်ကြောင်းရှင်းပြမယ်။မင်းဘဝရဲ့9ပုံ1ပုံလောက်ကလည်းမိတ်ကက်လင်းရင်ကုံဆုံးတာပဲမဟုတ်လား။တောင်ပုံလောကနာထလမ်းလေးအတိုင်းဖုံထူထူမြေသားလမ်းမှာဤဘိုက်တစီလူ2ယောက်အိမ်မက်တစ်ခုကဘာကြီးတစ်ခုတင်ပြီးနှင်းစွတ်နေတဲ့ကြေကွဲထမ်းမင်လေးတွေကိုပမာမခန့်ကြည့်ကြမယ်။ဟူဒီစင်တူလေးရဲ့ရှူးဖြူလေးရဲ့နှင်းရန်ခုခံမဲ့ခေါင်းစွပ်ဆွဲတာလေးရဲ့ဘောလုံးလွတ်တဲ့ယာကင်းဟာယာကင်းလို့ခေါ်မဲ့အစားမြက်ခင်းမြေမော်အပြားလိုက်ချထားတဲ့တောပန်းရောင်စုံပွင့်တဲ့ပကြီးကားလို့တင်စားရမယ်။မင်းအပြုံးကိုမိအောင်မလင်းနိုင်တဲ့အစုံလာမင်းလေးအနောက်ရက်စီခေါင်းငုံတိုးရင်အချစ်ရဲ့အလူတူရဲ့လားမသိပေမဲ့ဘောလုံးရင်နဲ့ဂက်စထရီထိုးထည့်ကြတယ်။မင်းပြုံးရင်ထွက်လာတဲ့ပါဇက်ကအငွေလေးတွေကိုကိုယ့်ရင်ဘက်နဲ့ဆုပ်ယူကျင်စမ်းပါ။ဒါလေးတော့ကိုလည်းအလူတူပါရဲ့။ကို့အတွေးတယ်ပါရီမျောစင်ကြီးမရှိဘူး။ဆွစ်ဇာလန်မြက်ခင်းနေမပါဘူး။သူလာတာသူမသိပဲပေါ့ပေါ့ဘာဘာရီမောနေတဲ့မင်းကိုပဲကလေးတယောက်လိုချီပိုးထွေးပွေ့ခြင်းရဲ့အဲ့ဒီမနက်ခင်းမှာပဲညောင်လက်ဖက်ကံမှာရီကျက်အချို့ဟိုဒီကူးခတ်တောင်ကုန်းအထက်ရက်နေတဲ့ကိုယ်နှလုံးသားမှာမင်းရည်တန်နေရွှဲလို့မင်းနဲ့အတူရှိလို့ထင်ပါရဲ့နေထွက်ပုံကအစနူးနူးညံ့ညံ့နွေးနွေးထွေထွေရှူအယောင်နေလုံးကြီးကိုလည်းနှလုံးသွင်းဆင်ခြင်မိရဲ့လေကောင်းလေတန်းမှာလည်းသမုတ်ဘက်ကိုမခုတ်ဖြတ်နိုင်ရှာပဲမင်းနာပြားလေးကြိုက်ဆွဲခြင်းနဲ့အယိုင်းစိတ်ကိုဖုံးဖိထားရသူလောကီချိုငရဲသားပါပဲတေချာကြည့်မှညောင်လက်ဖက်ကုန်းကြောမိတန်တန်းလေးမှာလည်းစီးအောင်အချို့ကွာနေပြီကိုတို့ပြန်သွားတဲ့အခါကန္နာရစူးပင်ဟာသူ့စူးတစ်ချောင်းနှလုံးသားထဲစိုက်သွားသူကောင်းလေးအတွက်မျက်ရည်ကျခြင်းကြမှာပေါ့ကိုကတော့ဘယ်တော့ဖြစ်လာမှန်းမသိတဲ့အိမ်မက်အတွက်ညီကပ်ပန်းလေးကိုလည်းရမ်းမရှာခြင်းတနေ့နေ့ပကံရိပ်စောင်းမနဲ့ခင်းနေမှာမင်းနဲ့အကိုသာအတူရှိမယ်ဆိုခဲ့ရင်အေးဓာတ်ပူကဲလာပြီမထွေးဖက်ပြိုလဲကြပြီ။အော်အနှွေးတဲ့လူစဲရာသည်